ဆိုသောဆရာကျိုသေးချစ်ထိုင်ချီမို့တိုင်းနဲ့လွယ်မိုင်ဆုံးမမေးသမျှခံဓမ္မနဲ့ဟောနိုင်ရဲ့၍ကျိုးနဲ့လက်တန်းကိုယ်နဲ့ခံဒီလျက်ညာမျက်စရာဒါနပေယဝဇ္ဇာအထစီယာသမနထတာသူလူကိုပြပြေသူတော်နတာပြစွာမြင့်မြတ်တဲ့စိတ်ထားများနဲ့ဆရာသုံးပါဆရာဆုံးသောဆရာဆိုသောဆရာကျိုသေးချစ်ထိုင်ချီမို့တိုင်းနဲ့လွယ်မိုင်ဆုံးမမေးသမျှခံဓမ္မနဲ့ဟောနိုင်ရဲ့၍ကျိုးနဲ့လက်တန်းကိုယ်နဲ့ခံဒီလျက်ညာနဲ့ဆရာဒါနပေယဝဇ္ဇာအထစီယာသမနထတာသူလူကိုပြပြေသူတော်နတာပြစွာမြင့်မြတ်တဲ့စိတ်ထားများနဲ့ဆရာသုံးပါဆရာစေသောသဘောထားမှာတပည့်များပေါ်ထားတဲ့စေရနာရင်းငယ်စိတ်ထားလက်တဲ့မြေရှင်သာရဲ့မြေတာနာနာချင်းချင်းအပြည့်မြင်တိုင်းဝမ်းတွင်မတူဟုတ်တိုင်းဆို၏ကျိုးလို့စိတ်ကဆုံးမရသူဆရာကူတော်ထူတဲ့မျက်စရာကျေးဇူးတော်နတ်တာများစွာမြင့်မြတ်တဲ့စိတ်ထားများနဲ့ဆရာသုံးပါဆရာစေသောသဘောထားမှာတပည့်များပေါ်ထားတဲ့စေရနာရင်းနဲ့စိတ်ထားလက်တဲ့မြေရှင်သာတဲ့မြေတာနာနာချင်းချင်းအပြည့်မြင်တိုင်းဝမ်းတွင်မတူဟုတ်တိုင်းဆို၏ကျိုးလို့စိတ်ကဆုံးမရသူဆရာကူတော်ထူတဲ့မျက်စရာကျေးဇူးတော်နတ်တာများစွာမြင့်မြတ်တဲ့စိတ်ထားများနဲ့ဆရာသုံးပါဆရာပညာနှလုံးသားထဲမှာနာသုံးနာသင်ကြားပြတာအားစရိယာတပည့်အပေါင်းကဥခိုင်ဝန်တာစေပြရှက်သွဲမှုရှိခုကရောပန်ထွာ
ပညာနှလုံးသားထဲမှာနာသုံးနာသင်ကြားပြတာအာစရိယာတဏီအပေါင်းကဥခိုင်ဝန္တာစေပြရှက်သွဲမှုရှိခုကရောပန်ထွားစေပြရှက်သွဲမှုရှိခုကရောပန်ထွားစေပြရှက်သွဲမှုရှိခုကရောပန်ထွားရမလာပြောင်းနှစ်တို့ပင်ညောင်းငယ်ပြီးဆရာတင်ပြတာတွေနာငယ်ကြမကျူးစားခဲ့ရငယ်ကမဝဘူးပြန်ငယ်လို့တရိယာနေတဲ့ဆရာအခုလို့ဆရာနဲ့ကျွန်တော်မှာအချင်းတွေမပဲလို့ညီမြင်ဝေးလို့ခံကွာခဲ့တာဒါပေမဲ့မြတ်ဆရာကျမ်းပါချမ်းသာဖို့ရာညရင်ညတိုင်းတောင်းဆချွေးလျက်ဆရာတွေးမိနေတဲ့ဆရာကြီးတွေးမိနေတဲ့ဆရာတခါငယ်ရင်ငါအပေါ်များနဲ့အပြောပါလုံးငါတောင်းခေါ်ပြီးထောက်ကြလေရောဆရာကကျွန်တော်အပြစ်ပေးတာအတိုင်းရှိမှရစမ်းရဲ့ထထိုင်ကလှုပ်ပြစီခဲ့လားရှက်နဲ့ရင်နဲ့နာဒီနာဘယ်ခါမပြောင်းနိုင်ဘူးမသားနဲ့ယူထားခဲ့ပြီအနေလုံးမာလာပြင်းမြင်ခဲ့ရဆရာရဲ့စီရနာအတလည်းပြင်းဘယ်လိုဆုံးမှာသိပါမချမ်းဒီရစီကတရားအပူဖျားတို့တွေ့ချင်ဖို့ဖြာပြနားလည်းပြီကောဆရာအပြစ်ခလေးခွင့်လို့စီရောင်းဆရာတို့တွေ့ရေးတပုံနဲ့ရေးထုံလို့ရောလိုက်တာလေဆရာပြောပါလို့ငါတောင်းခေါ်ရင်နောက်ကြလေတော့ဆရာကကျွန်တော်အပြစ်ပေးတာအတန်းရှိမှညက်စမ်းနေထထိုင်ကလှုပ်ပြစီခဲ့တာရှက်နဲ့ရင်နဲ့လာဒီနာဘယ်ခါမပြောင်းနိုင်ဘူးမယုံမလားနဲ့အထူးထားခဲ့ပြီခုချိန်
အရွယ်ရောက်မှလာသိမြင်ခဲ့ရဆရာရဲ့စေတနာအတလည်းပင်ပဲပြင်ဆုံးမှာတိတ်ပါမချမ်းဘေးရန်စီကပညာအဖို့ဆရာတို့တော့ကျင့်ဝတ်ဖြာဖြာနားလည်ပြီကောဆရာအပြစ်ကလေးတွေခွင့်လို့စီရောက်ဆရာတို့တွေ့ဒီနေ့ဘုံနဲ့နေထုံးလို့လိုက်ပါလေဆရာ ချစ်စွာသောမြတ်ဆရာအိုးချစ်စွာသောအိုဘေမြတ်ဆရာ စေတနာဝါဒနာအနစ်နာနာသုံးနာရင်မှားထားဆရာသခင်များပညာသင်ကြားရင်ထားကျေးဇူးရွယ်ရည်စုကချစ်ဦးတင်တုံးစခါဒီပါဠိအလားစာရှိမှာနမမိပါအာစရိယာအိုးချစ်စွာသောအိုဘေမြတ်ဆရာအိုးချစ်စွာသောမြတ်ဆရာအိုးချစ်စွာသောအိုဘေမြတ်ဆရာစေတနာဝါဒနာနဲ့နာသုံးနာရင်မထားဆရာသခင်များပညာသင်ကြားရင်ထားကျေးဇူးရွယ်ရည်စုကရှိဦးတင်တုံးစခါဒီပါဠိအလားစာရှိမှာနမမိပါအာစရိယာအိုးချစ်စွာသောအိုဘေမြတ်ဆရာဘဝတွေထွေတွေအခြေအနေအကြောင်းကြောင့်သာတရေတမြေပြောင်းကြတာဒီကြီးရာညညူရာစကားဥပမာဒီကြောင့်ကြီးနဲ့နှစ်ပေါင်းရှိပြအနေကွာလှမ်းပြီးမဲ့အခုလိုလေတစ်နှစ်မှတစ်ခါမြန်လေတွေ့ဆုံကြတာဝမ်းမြောက်ပြီးပြဆရာမကြီးများရဲ့ဆုံးမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာစီးပွားရေးရာဖြာဖြာဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာအကြောင်းတရားကောင်းမြတ်တဲ့အစဉ်အလားမင်္ဂလာအခါတပါးပါအိုးချစ်စွာသောဘေးမြတ်ဆရာဘဝတွေထွေတွေအခြေအနေကြောင်းသာတရေတမြေပြောင်းကြကရေကြီးရာမျက်နှာရာစကားဥပမာဒီကြောင့်ကြီးနဲ့နှစ်ပေါင်းရှိကြအနေခွာလမ်းမေခုလိုလေးတစ်နှစ်မှတစ်ခါပြန်လေတွေ့ဆုံကြတာဝမ်းမြောက်ပြီးပြဆရာမကြီးများရဲ့ဆုံးမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာစီးပွားရေးရာဖြာဖြာဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာအကြောင်းတရားကောင်းမြတ်တဲ့စဉ်လားမင်္ဂလာခါတပါးပါအိုးချစ်စွာသောအိုဘေမြတ်ဆရာဘုရားနဲ့တ
တကယ်နဲ့ထားကလောကကိုအလှဆင်နေသူများအိုးမြတ်ဆရာ တရားနဲ့တကိုင်းနဲ့ထားကလောကကိုပြုပြင်နေသူများအိုးမြတ်ဆရာ သံဃာနဲ့တကယ်နဲ့ထားကလူဘဝကိုပဲ့ပြင်နေသူများအိုးမြတ်ဆရာ မိဘနဲ့တကိုင်းနဲ့ထားကလူရက်ခွင်နှဆင်နေသူများအိုးမြတ်ဆရာ အနန္တငါးပါးတကယ်နဲ့ထားကအသက်ထင်ရှားတစ်ပါးဝင်ပါနတ်ဆရာကိုပူဇော်ကြရာပန်းလှူတဲ့လက်ပွားပေါ်မှာပန်းရည်နဲ့လေးတွေသင်ပြမွေးကြံခဲ့သလိုပါနတ်ဆရာများပူဇော်မွဲမှာသာဓုခေါ်ပါအနုမောဒနာကောင်းရဲ့တော်ကျူတပည့်တို့ရကြမှာစိတ်ချယုံကြည်စွာကာယဝစီမနောခြေက